အခုလက်ရှိအသက်19နှစ်ပဲရှိသေးတဲ့ Sanford ဟာ Mobile Legends ဗမာလောကရဲ့အကောင်းဆုံး EXP လိမ်ညာတွေကတဦးအဖြစ်သတ်မှတ်ခံထားရတဲ့သူပါ။သူ့ရဲ့နာမည်အရင်းကတော့ Marine Vanilla ဖြစ်ပြီးတော့2006ခုနှစ်ဇွန်လ24ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။သူက2021ခုနှစ်လောက်မှာ Next Play EVOS အသင်းကနေတဆင့် Pro Player လောကကိုစတင်ပွဲဦးထွက်လာခဲ့တာပါ။အဲ့ဒီအချိန်ကတည်းကသူ့ရဲ့ EXP လိမ်ကစားပုံတွေကိုလူတွေသတိထားမိလာကြပါတယ်။2022ခုနှစ်နှစ်လယ်ပိုင်းမှာတော့ Echo အသင်းကနေပြီးတော့ Sanford ကိုခေါ်ယူခဲ့ပါတယ်။ဒါကသူ့ကစားသမားဘဝအတွက်အကြီးမားဆုံးအချိုးအကွေးတစ်ခုဖြစ်လာခဲ့ပါတယ်။ Echo အသင်းရဲ့အဓိက EXP လိမ်နာအဖြစ် Katizi, Sanji, Vanichuti တို့နဲ့အတူတွဲဖက်ကစားခဲ့ပြီးတော့ M4 မှာအလွန်ကြောက်စရာကောင်းတဲ့ကစားပုံကိုပြသနိုင်ခဲ့ပါတယ်။ဖိုလူပွဲမှာအဲ့ဒီအချိန်ကအင်အားကြီး Blacklist International ကို 4-0 နဲ့ပြပြတသားအနိုင်ယူပြီးတော့ M4 ကမ္ဘာချန်ပီယံဖလားကိုစုကူးနိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းက Sanford ရဲ့အသက်ဟာ16နှစ်ကျော်လေးပဲရှိပါသေးတယ်။အဲ့ဒီ2023 M4 World Championship ကာလဟာသူ့အတွက်စိတ်ပိုင်းဆိုင်ရာအလွန်ခက်ခဲခဲ့တဲ့အချိန်တစ်ခုဖြစ်ခဲ့ပါတယ်။ပြိုင်ပွဲသွားရောက်ကစားနေစဉ်အတွင်းမှာပဲဖခင်ဖြစ်သူဟာရုတ်တရက်လေးဖြတ်သွားခဲ့ပြီးတော့ဆေးရုံမှာအရေးပေါ်ကုသမှုခံယူနေခဲ့ရပါတယ်။ဒါပေမဲ့ Sanford ဟာစိတ်တမကြဘဲနဲ့စိတ်ကိုအကောင်းဆုံးထိန်းချုပ်ကအသင်းအတွက်ကမ္ဘာချန်ပီယံဆုကိုစုကူးပေးနိုင်ခဲ့ပါတယ်။ချန်ပီယံဆုရယူပြီးချိန်မှာဒီဆုဖလားကြီးကိုဆေးရုံကရင်ဘောကဖခင်ဖြစ်သူအတွက်ရည်စူးကြောင်းမျက်ရည်နဲ့အင်တာဗျူးမှာလည်းပြောကြားသွားခဲ့ပါသေးတယ်။ကမ္ဘာချန်ပီယံဖြစ်ပြီးနောက်မှာလည်းအချိန်မပြတ်ဘဲနဲ့ MPL PH Season 11မှာပါချန်ပီယံဆုကိုဆက်လက်ရယူနိုင်ခဲ့ပါတယ်။2024ခုနှစ်မေလပိုင်းမှာနာမည်ကြီး e-sport အဖွဲ့အစည်းဖြစ်တဲ့ Team Liquid က Echo ကိုဝယ်ယူခဲ့တာကြောင့်အသင်းနာမည်ကို Team Liquid Philippines လို့ပြောင်းလဲခဲ့ပါတယ်။ Sanford ဟာ Team Liquid Philippines နဲ့အတူ MPL PH Season 30, Season 15 နဲ့ Season 60တို့မှာချန်ပီယံဆုတွေကိုအကြိမ်ကြိမ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။စုချင်းငွေဒေါ်လာ1 သန်းချီးမြင့်တဲ့ MSC 2025ပြိုင်ပွဲကြီးမှာလည်း Team Liquid Philippines အသင်းကိုချန်ပီယံဖြစ်အောင်အဓိကဆွမ်းဆောင်ပေးနိုင်ခဲ့ပြီးတော့Sanford ကိုယ်တိုင်ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမား MPV ဆုကိုလည်းထိုက်ထိုက်တန်တန်စုကူးနိုင်ခဲ့ပါတယ်။2026ခုနှစ်ဇန်နဝါရီလကျင်းပခဲ့တဲ့ M7 ကမ္ဘာချန်ပီယံပြိုင်ပွဲမှာတော့ဘောလူပွဲအထိမရောက်ခဲ့ပေနဲ့အဆင့်4နေရာနဲ့သာကြီးနှက်ခဲ့ရပါတယ်။2026ခုနှစ်လက်ရှိအချိန်မှာတော့ Team Liquid PH ရဲ့မရှိမဖြစ် EXP လိမ်နာတယောက်အဖြစ် MPL PH Season 70ကိုဆက်လက်ဝင်ရောက်ရှင်ပြိုင်ကစားလျက်ရှိပါတယ်။အခြေအနေမှာဆိုရင်လည်း Sanford နဲ့ Brigida ကိုအစပရိသတ်တွေကစိတ်ကူးရင်တွေးပေးခဲ့ကြပြီးမြဲလက်တလောကလာတွေမှာတော့ဒီကိစ္စကတကယ်အကောင့်ထဲပေါ်လာခဲ့ပါပြီ။အသင်းပေါ်ကိုကြီး Katizi ကိုရိုင်ဟာ live တွေမှာ Sanford ကို Brigida နဲ့ပတ်သက်ပြီးတော့ဖွင့်ချဆောင်းနောက်နေရမျိုးပါ။ဒါအပြင်မကြသေးခင်ကမှ Brigida စီကို Sanford ပို့ထားတဲ့ I love you ဆိုတဲ့ချက်စာတိုလေးကလည်းအမှတ်မတင်ပေါ်သွားခဲ့ကိစ္စတွေလည်းဖြစ်ခဲ့ပါသေးတယ်။အဲဒီနောက်မှာတော့ Sanford ကိုရိုင်ဟာလူသိရှင်ကြားတရားဝင်ရေးစားတွေမဖြစ်သေးပေမဲ့သူ Brigida ကိုတကယ်ပဲလိုက်နေပါရဲ့ဆိုတာကိုပရိသတ်တွေဝန်ခံခဲ့ပါတယ်။စိတ်ဝင်စားစရာအကောင်းဆုံးကတော့လက်ရှိရှင်ပြိုင်နေတဲ့ MPL PH Season 70မှာ Team Liquid PH အသင်းဟာအဖွင့်ပွဲစဉ်တွေမှာ9ပွဲဆက်တိုက်ရှုံးပွဲမရှိနိုင်ပွဲဆက်ပြီးတော့ Sanford ကိုရိုင်ကလည်းအယမ်းအောင်ကျန်းနေပါတယ်။ဒါကိုပရိသတ်တွေနဲ့ caster တွေက Brigida effect ကြောက်ဆိုပြီးတော့ Sanford ကိုစနေကြပါတယ်။ Sanford ကအသက်19နှစ်အရွယ်လေးနဲ့တင် M Series ကမ္ဘာချန်ပီယံ MSC ချန်ပီယံနဲ့ပြည်တွင်း MPL ချန်ပီယံဆုပေါင်းများစွာကိုသိမ်းပိုက်ထားနိုင်ခဲ့တဲ့ Mobile Legends ဗမာလောကရဲ့ The Ghost of EXP လိမ်နာတယောက်အဖြစ်အခိုင်အမာရပ်တည်နေသူတယောက်ပဲဖြစ်ပါတယ်။